Hello မင်္ဂလာပါဒါကတော့ချေတို့ရဲ့10 basic grammars စေခုတွေကနေပြီးတော့မှဒါပထမဆုံး video ပေါ့နော်ဒီထဲမှာဒီချေမာတိကာမှာပြောခဲ့တဲ့အတိုင်းပဲ12 tenses ထဲမှာချေက basic 4 tenses ကိုချေကအသားပေးပြီးတော့ပြောပြသွားမှာဖြစ်တယ်ဟုတ်ကဲ့နော်ဆိုချေတို့ဒီဟာလေးတစ်ချက်ကြည့်ပါဒီချေတို့ကအင်္ဂလိပ်စာမှာ tenses က12ခုရှိရတယ်12ခုဆိုချေတို့က verbs တွေကိုချေတို့အရင်တော့သိထားခဲ့တယ် verbs ဆိုတာကချေတို့သွားသည်ဆိုရင် go စားသည်ဆိုရင် eat ပြီးအလုပ်လုပ်ပြီး work ဒီစကားလုံးမျိုးချေတို့ကစားတယ်အိတ်တယ်ပြီးစားခဲ့တယ်အိတ်ခဲ့တယ်စားနေတယ်အိတ်နေတယ်စားပြီးပြီးအိတ်ပြီးပြီးဒါမျိုးချေတို့ဘယ်တော့မှလုပ်တာလဲဘယ်တော့လုပ်မှာလဲဆိုတာခွဲခြားပြီးတော့ပြောပြရတယ်အခြေအနေလေးတွေကိုချေတို့က tenses လို့ခေါ်တယ်အဲ့လို tenses တွေကိုချေတို့ကအင်္ဂလိပ်စာမှာဆိုရင်12ခုရှိတယ်ဟုတ်ကဲ့နော်အဲ့12ခုစလုံးချေတို့ကတီးဖို့လိုလားဆိုတော့12ခုစလုံးလုံးဝအသေးစိတ်ကြီးတီးဖို့မလိုပါဘူးဒါပေမဲ့ချေတို့ကပြောနိုင်ဆိုနိုင်ဖို့အတွက်ကတော့ချေတို့ဒီနေ့ပြောပြမယ်4 tenses ကိုတော့ချေတို့အဓိကတီးထားဖို့လိုတယ်အဲ့4 tenses ကိုတီးမှသာအဲ့ဒီ4 tenses ကိုတီးပြီးတော့ထည့်ပြီးသုံးနိုင်မှသာချေတို့တယောက်နဲ့တယောက်နဲ့စကားပြောတဲ့အခါတွေကြာလို့ရှိရင်ပြောတဲ့သူကလည်းကိုဘာပြောချင်တယ်ဆိုတာကောင်းကောင်းမွန်မွန်ခေါ်ထုတ်လို့ရမယ်နားထောင်တဲ့သူကလည်းသူဘာပြောချင်တာလဲဆိုတာချေတို့တိတိကျကျသိမှာပေါ့နော်ဆိုတော့ချေတို့စကားပြောနေမယ်ဖြစ် message တွေကိုအင်္ဂလိပ်လိုပို့ရင်ပဲဖြစ်ချေတို့ tenses တွေမှန်မှန်ကန်ကန်နဲ့သုံးနိုင်ဖို့အတွက်ဒီချက်ကဒီ12 tenses မှာ4ခုကိုချေအရင်ဆုံးလေးပြောပြပေးမယ်နော်12 tenses ကတော့အသေးစိတ်သိစရာမလိုဘူး12 tenses ကတော့ဘယ်လိုလူမျိုးတွေသိတယ်လဲဆိုတော့လုံးဝ academic ဘိုင်းသွားမဲ့သူမျိုးတွေပြီးအင်္ဂလိပ်စာ grammar ကိုဖြေဖို့လိုနေတဲ့သူမျိုးတွေပြီး language skill test တွေဖြေဖို့ရှိတဲ့သူမျိုးတွေကတော့12 tenses လုံးကိုသိချပြီးပို့လိုပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ချေတို့ရုံးမှာပဲစကားပြောရုံတော့ပြီးရင်နေတိုင်းပေါ့နော်ထမင်းစားရေးသားလောက်ပြောတဲ့ရုံလောက်တင်တဲ့သူတွေအတွက်ကတော့ချေတို့ခေါင်းအရင်အရှုံးမခံနေနဲ့ 4 tenses ကိုပဲအရင်ဆုံးလေ့လာထားရင်လုံလောက်တယ်ဟုတ်ကဲ့နော်ဆိုတော့ဒီချေ၄ခုပဲပြောမှာဖြစ်တဲ့အတွက်12 tenses ကတော့ဒီချေဒီမှာရေးပြထားတဲ့အတိုင်းကိုယ့်အကိုကြီးဆိုတော့ချဲ့ကားပြီးတော့ထပ်ပြီးတော့လေ့လာသွားလို့ရတယ်ဒါကြောင့်မို့ချေဒါလေးကိုတော့ရေးပြထားတယ်ပေါ့နော်ဒါပေမဲ့ချေအကုန်လုံးတော့ခြုံပြီးမရှင်းပြဘူးဘာလို့လဲဆိုတော့ချေပထမဆုံးတစ်ခေါက်ကလေးနဲ့12ခုစလုံးကိုချေရှင်းပြလိုက်လို့ရှိရင်ကုန်ခေါင်းရှုပ်ကုန်ပါဆိုလို့ပါဒါချေကလေ့လာခြင်းတဲ့သူတွေအတွက်ကိုဒါချေချရေးပေးထားတာပါချေအကုန်လုံးတော့ဒီထဲမှာရှင်းပြမှာမဟုတ်ပါဘူးဟုတ်ကဲ့နော်ဆိုချေတို့ဒီထဲမှာ12 tenses မှာဆိုရင်တချေတို့တကယ်ကိုသိတဲ့ basic 4 tenses ကပါလဲဆိုတော့ချေအရင်ဆုံးပြောမယ်အဲ့ဒါကတော့ဒီထိပ်မှာရှိတဲ့၄ခုပါဟုတ်ကဲ့နော်ဆိုတော့ဒီ၄ခုကိုပဲချေတို့အရင်ဆုံးကြည့်မယ်ပထမဆုံးကချေတို့ present tense ချေတို့အရင်တော့ကဆိုရင်ဒီ tense တွေနဲ့ပတ်သက်ပြီးချေတို့အလွယ်ဘယ်လိုမှတ်ခဲ့လဲဆိုတော့ verb 1 verb 2 verb 3 verb ing ပြီးရင် future tense ဆိုပြီးချေတို့ဒါလေးကိုအလွယ်မှတ်ခဲ့တယ်အဲ့ဒီအထက်ထဲမှာချေတို့သိတဲ့၄ခုက verb 1 ရယ် verb 2 ရယ် verb ing ရယ်နဲ့ပြီးရင် will plus verb 1 future tense ပေါ့တနည်းအားဖြင့်အဲ့ဒီ၄ခုကိုချေတို့သိရမှာဖြစ်တယ်เนาะဆိုတော့ဒီအပေါ်ဆုံးမှာရေးထားတဲ့၄ခုပါဒီ၄ခုကိုချေတို့ကြာနာနာလေးသုံးနိုင်ပြီဆိုရင်ကောင်းကောင်းမွန်မွန်ချေတို့conversation တွေအများကြီးလုပ်လာနိုင်လိမ့်မယ်ဟုတ်ကဲ့ပါเนาะဆိုတော့ချေတို့ကဒီ၄ခုကိုအခြေခံပြီးတော့မှတခြား tense 12 tenses ကတဖြည်းဖြည်းအဲ့ဒီတစ်ခုချင်းစီကနေခွဲသွားတာဖြစ်တယ်ဟုတ်ကဲ့เนาะခုဒီချေတို့ကအဲ့ဒီ12 tenses တွေကနေပြီးတော့တကယ်ကိုအခြေခံအနေနဲ့သိထားတဲ့4 basic tenses တွေကိုအခုစပြီးတော့လေ့လာမယ်เนาะဆိုတော့အရင်တော့ကကြတော့ဒီချေတို့ကငယ်ငယ်တုန်းကမှတ်ရလွယ်အောင်လို့ချေပါအဲ့ tenses တွေကို verb 1 verb 2 verb ing ပြီးရင် will plus verb 1ဆိုပြီးတော့ချေတို့ကအလွယ်မှတ်ခဲ့ကြတယ်သူတို့မှာချေတို့အင်္ဂလိပ်လို basic grammar အနေနဲ့ချေတို့နာမည်တွေရှိတယ်ဒါလေးတွေနဲ့တွဲပြီးတော့ကြိုးစားပြီးမှတ်ပေးပါเนาะဆိုတော့ verb 1ကကြတော့ချေတို့ present simple verb 2 past simple verb ing ကိုချေတို့က continuous tense ပြီးရင် will plus verb 1ကိုချေတို့က future simple ဆိုပြီးတော့ချေတို့ခေါ်တယ်ဟုတ်ကဲ့ဒါဆိုရင်အဲ့ဒီ၄ခုတွေကမှပထမဆုံးတစ်ခုဖြစ်တဲ့ present simple ကလေးကိုချေတို့ကစပြီးတော့လေ့လာမယ် present simple verb 1ကကြတော့ချေတို့ဘယ်အချိန်ဒီမှာသုံးလဲဆိုတော့ဒီချေတို့အမြဲတမ်းလုပ်တဲ့အလုပ်တွေပုံမှန်လုပ်နေတဲ့အလုပ်တွေမှာချေတို့က verb 1ကိုသုံးတယ်ဟုတ်ကဲ့တစ်ခေါက်ပြန်ပြောမယ်ဒီချေတို့ verb 1ကိုအမြဲတမ်းလုပ်တဲ့အလုပ်တွေနဲ့ပြီးရင်ချေတို့ကပုံမှန်လုပ်တဲ့အလုပ်တွေမှာဆိုရင်ချေတို့က verb 1လေးကိုချေတို့သုံးတယ်example ချေတို့နေတိုင်းလုပ်တယ်အပတ်တိုင်းလုပ်တယ်လတိုင်းလုပ်တယ်နှစ်တိုင်းလုပ်တယ်ဒါတွေဆိုချေတို့က present simple လေးကိုချေတို့သုံးပေးရမယ်ဟုတ်ပြီနော် okay အဲ့ဒါပြီးသွားရင်ချေတို့ကဒီဟာကို example လေးအရင်ဆုံးသွားနော်
example ကကြတော့တချို့ for example နေ့တိုင်းကျွန်တော်ကမနက်ကို8 နာရီထားတယ်ဒါဆိုရင် I wake up at 8 o'clock 8 o'clock ပြီးရင်ခြေတို့ကနေ့တိုင်းပြောတဲ့အတွက်ခြေတို့က every morning လေးထားတယ်ဒါ example ပါเนาะ I wake up at 8 o'clock every morning ဒါဆိုဒီခြေတို့ကမနက်တိုင်းလုပ်တဲ့အလုပ်မို့လို့ဒီခြေတို့က wake up verb 1လေးကိုခြေတို့အသုံးပြုထားတယ်အဲ့ဒါပြီးခြေနောက်ထပ် example တစ်ခုထပ်သွားအောင်မယ်ဒါကကြောင့်ပေါ်မှာခြေက I ပဲသုံးထားတဲ့အတွက်ခြေတို့သတိထားရမယ့်တစ်ချက်ကလေးခြေတို့မေ့နေတတ်တယ် verb 1ဆိုရင်ခြေတို့ကပြုစိုက်ရမှာလေးတစ်ခုရှိတယ်ခြေတို့ကအဲ့ဒါပါလဲဆိုရင်ပြုလုပ်တဲ့သူကအနည်းကိန်းဆိုလို့ရှိရင်ခြေတို့ကverb 1မှာ ses တွေထည့်ပေးဖို့လိုတယ်ဆိုတော့ခြေဒီဘေးနားလေးမှာဂရုစိုက်ရမယ့်အချက်ကလေးကိုခြေတို့ဘေးနားလေးမှာရေးပေးထားမယ်เนาะ subject အနည်းကိန်းဆိုလို့ရှိရင်အနေကိန်းဆိုလို့ရှိရင်ဒီခြေတို့က verb မှာဒီခြေတို့က ses လေးထည့်ပေးရမယ် ses ထည့်ပေးဖို့လိုတယ်ဟုတ်ကဲ့เนาะဆိုတော့ဒီခြေတို့ကနောက်ထပ် example လေးတစ်ခုသွားမယ် Susan ပဲထားပါတော့เนาะ Susan wakes up at 8 o'clock every morning ဟုတ်ကဲ့เนาะဒါဆိုရင် I wake up at 8 o'clock every morning ဒါကတော့ခြေကို wake up ပဲဒီမှာကျတော့ Susan ကပြုလုပ်တဲ့သူထားတဲ့သူဒီခြေတို့ကအနည်းငယ်ဖြစ်တဲ့အတွက် wake up မှာခြေတို့ ses လေးထည့်ပေးရမယ်ဟုတ်ကဲ့ပါဒါကကျတော့ခြေတို့ကမနက်တိုင်းလုပ်တာဒါဆိုခြေတို့ကနှစ်တိုင်းလုပ်တယ်ဆိုရင်ရောအတူတူပါပဲဆိုတော့ခြေ our friends go on a vacation every year ဆိုတော့ကျွန်ုပ်တို့တငယ်ချင်းတွေကနှစ်တိုင်းခရီးသွားတယ်လို့ပြောချင်တယ်ဒီမှာလဲခြေတို့ကနှစ်တိုင်းနှစ်လို့ပဲပြောင်းသွားပြီမဲ့ဒီခြေတို့သူ့ကိုနှစ်တိုင်းလုပ်တဲ့အလုပ်အမြဲတမ်းလုပ်တာဖြစ်တဲ့အတွက်သူ့ကိုခြေတို့က verb 1လေးပဲအသုံးပြုပေးတယ် our friends ကအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့တော့သူ့ကိုခြေတို့အနေကိန်းသုံးပေးစရာမလိုဘူး go ပဲခြေတို့သုံးလို့မယ်ဟုတ်ကဲ့เนาะဆိုတော့ဒီခြေတို့ဒါက verb 1လေးအတွက်ကဒီလောက်ကလေးပဲမြင်ရပြီ verb 1ကိုခြေတို့က present simple လို့ခေါ်တယ်သူ့ကိုဘယ်နေရာမှာသုံးလဲအမြဲတမ်းလုပ်တဲ့အလုပ်ပုံမှန်လုပ်တဲ့အလုပ်မှာဆိုရင်ဒီခြေတို့ကသုံးလေးရှိတယ်သူ့ကိုခြေတို့ကအလွယ်ပတ်တန်လေးခြေတို့မှတ်ထား I do ပေါ့เนาะ do ဒီခြေတို့ do ရဲ့ did ရဲ့ done ရဲ့မှာသူဒီ verb 1ဆိုတော့ပတ်တန်လေးအလွယ်လေးမှတ်ထားပြီးသတိထားရမယ့်အချက်ကတော့ခြေတို့ subject အနေကိန်းဆိုရင် ses လေး verb မှာထည့်ပေးဖို့လိုတယ်ဒီသုံးခုကတော့ခြေတို့ example ဒါဆိုရင်ခြေတို့ number 2လေးကိုသွားမယ် number 2ကကြတော့ခြေတို့ past simple ကတော့ခြေတို့က verb 2အလွယ်မှတ်ခဲ့တဲ့ verb 2ကိုခြေတို့က past simple လို့ခေါ်တာဖြစ်တယ်သူ့ရဲ့ pattern ကလေးကတော့ခြေတို့က I did ကျွန်တော်ပြုလုပ်ခဲ့တယ်လို့ပြောချင်တာသူ့ကိုကြတော့ခြေတို့ကဘယ်အချိန်မှာသုံးလဲဆိုရင်ဒီခြေပြောပြတဲ့အတိုင်းလေးပဲအပြည့်အစုံလေးမှတ်ပြီးပေါ့နော်ဘယ်အချိန်မှာဘာလုပ်ခဲ့တယ်လို့ပြောချင်တဲ့စာကြောင်းမျိုးအစားတွေမှာဆိုရင်ခြေတို့ကဒီ tense လေးကိုသုံးပေးရပါတယ်ဘယ်အချိန်မှာဘာလုပ်ခဲ့တယ်ဟုတ်ကဲ့เนาะဆိုတော့သူကတော့ခြေတို့ verb 1ကိုသိထားတဲ့ verb တွေကို verb 2လေးပြောင်းပေးဖို့လိုတာကိုသိရင်ခြေတို့ကသုံးလို့ရပြီသူ့ကိုခြေတို့ကသတိထားစရာအချက်သိမရှိเนาะဆိုတော့မနေ့ကကျွန်ုပ်မနက်8 နာရီမှာဟိုပါပေါ့နော်အရာထားခဲ့တယ်ဒါဆိုခြေတို့က I woke up at 8 yesterday မနေ့ကကျွန်ုပ်မနက်8 နာရီမှာကျွန်ုပ်အိယာထားခဲ့တယ်ဆိုတော့ wake ရဲ့ verb to the woke ဖြစ်တယ်ဆိုတော့ခြေတို့က I woke up ပြီးရင် Susan ကိုပဲခြေတို့ကနောက်တစ်ခုလေးထည့်ရေးအောင်မယ် Susan woke up at 8 yesterday Susan ကမနေ့ကမနက်8 နာရီမှာအရာထားခဲ့တယ်ဒါဆိုရင်ခြေတို့က wake ရဲ့ verb to woke ကိုသုံးပေးရုံပဲသူ့ကိုကျတော့ခြေတို့က ses တွေခြေတို့သတိထားစရာမလိုပါဘူးဟုတ်ကဲ့เนาะဒါဆိုရင်ခြေတို့က past simple လေးရပြီပြီးရင်နောက်ထပ် tense တစ်ခုခြေတို့ထပ်သွားမယ်နောက်တစ်ခုကကြတော့ခြေတို့ဆို verb ing ကိုသွားမှာဖြစ်တယ် verb ing ကိုကြတော့အင်္ဂလိပ်လိုခြေတို့က continuous tense လို့ခေါ်တယ် continuous tense သူကိုကြတော့ခြေတို့ကဘယ်အချိန်ဒီမှာသုံးလဲဆိုတော့လက်ရှိအခုလုပ်နေတာမျိုးဒီမှာဆိုရင်ခြေတို့ကသုံးလေးရှိတယ်လက်ရှိသို့မဟုတ်အခုမှလုပ်နေတာမျိုးဆိုခြေတို့က present continuous verb ing ကိုသုံးတယ်I am doing
I am doing ကကြတော့တချေတို့အခုကျွန်ုပ်လုပ်နေတယ်ဆိုတဲ့ pattern လေးခြေတို့မှတ်ထားရပြီသူ့ကိုကြတော့ခြေတို့ကဘာလေးမှတ်ထားရမလဲဆိုရင် present continuous မှာဆိုခြေတို့ကအလွယ်မှတ်က am is are plus verb ing ခြေတို့ verb ing တွေကို am is are words ဝင်မပါဘဲနဲ့အသုံးပြုလို့မရပါဘူးတစ်ခေါက်ထပ်ပြောပါမယ်ခြေတို့ verb ing ကို am is are words ဝင်မပါဘဲနဲ့အသုံးပြုလို့မရဘူးဒါလေးသိချလေးမှတ်ထားပြီပါဆိုတော့ခြေတို့အခုကိုဒါအတွက် example လေးခြေတို့လေ့လာကြည့်နော်ဆိုတော့အခုကျွန်ုပ်ကစာလေ့လာနေတယ်လို့ခြေတို့ပြောမယ် I am studying right now အခုလက်ရှိထိုင်ထဲမှာလုပ်နေတဲ့အလုပ်ဖြစ်တဲ့အတွက်ခြေတို့က am is are plus verb ing တွေကိုခြေတို့ကအသုံးပြုထားတယ် am is are plus verb ing right now ကကြတော့အခုလို့ပြောတာအခုအချိန်မှာပဲခြေတို့ကကွက်ပြီးလုပ်နေတာဖြစ်တဲ့အတွက်ဒီခြေတို့က I am studying right now am is are plus verb ing ကိုသုံးတယ်သူကခြေတို့ am is are ဖြစ်တဲ့အတွက်အနေကိန်းဆိုရင်ရောဘယ်လိုသုံးမလဲ Susan is studying right now So Susan ကအခုစာလေ့လာနေတယ်လို့ပြောတာဖြစ်တယ် Susan ကအခုစာလေ့လာနေတယ် Susan ကကြောင့်အနေကိန်းဖြစ်သွားတဲ့အတွက် am နေရာမှာ is ကလေးပြောင်းပြီးထည့်ပေးရမယ်ဟုတ်ကဲ့နော်ပြီးရင်ဒီချက်နောက်တစ်ခုလေးထည့်ပြီးတော့ပြောချင်တယ်ခြေတို့က verb ing continuous tense ကိုခြေတို့အခုလက်ရှိတစ်ထိုင်ထဲမှာလုပ်နေတဲ့အလုပ်ကလေးတွေမဟုတ်ဘဲနဲ့ဒီရက်ပိုင်းမှာပဲကွက်ပြီးတော့လုပ်နေတာမျိုးဆိုရင်လေဒီခြေတို့က present continuous tense ကိုခြေတို့သုံးလို့ရတယ် example ဒီခြေကဒီရက်ပိုင်းမှာကျွန်တော်စာအုပ်ဖတ်နေတယ်ဒီရက်ပိုင်းမှာကျွန်တော်အင်္ဂလိပ်စာလေ့လာနေတယ်ဒါမျိုးတွေဆိုရင်လည်းကျွန်တော်ဒီရက်ပိုင်းမှာပဲကွက်ပြီးလုပ်နေတာဆိုရင်ဒီတို့က am is plus verb ing ကိုသုံးလို့ရတယ်ဟုတ်ကဲ့เนาะဒါဆိုဒီချက်ကကျွန်တော်ဒီရက်ပိုင်းမှာစာအုပ်ဖတ်နေတယ်ဒါဆိုရင် I am reading a book these days ဒီရက်ပိုင်းကိုကျွန်တော်က these days လို့သုံးเนาะဒါကြောင့်မလို့ဒီတို့ကဒီရက်ပိုင်းမှာလုပ်နေတဲ့အလုပ်ကိုလည်းကျွန်တော် am is plus ing လေးသုံးလို့ရတယ်ဆိုတာလေးမှတ်ထားပေးပါဟုတ်ကဲ့เนาะဒါဆိုရင်ဒီလောက်ဆိုခြေတို့က verb ing အတွက် present continuous tense အတွက်ကိုခြေကဒီလောက်ကလေးမှတ်ထားရပြီဆိုတော့ဒီခြေတို့ four basic tenses ရဲ့နောက်ဆုံး tense ဖြစ်တဲ့ခြေတို့ future tense ကိုသွားမယ် future tense ကကြောင့်ခြေတို့က will plus verb 1သူ့ရဲ့ pattern ကလေးကတော့ခြေတို့က I will do ဖြစ်တယ်သူကကြတော့ခြေတို့ဘယ်လိုအချိန်မှာသုံးလဲဆိုရင်လုံးလိမ့်မည်ဆိုတဲ့နေရာမျိုးမှာခြေတို့ကဒီ tense ကလေးကိုသုံးပေးရတယ်ကျွန်ုပ်ကမနက်ဖြန်ကိုခရီးသွားလိမ့်မည်မိမိကမနက်ကိုဈေးသွားလိမ့်မည်နောက်ကိုလုံမယ်အနာဂတ်မှာလုံကိုလုံမှာဖြစ်တဲ့နေရာတွေမှာဆိုကျွန်တော်က will plus verb 1ကိုသုံးတယ်အဲ့တော့ဒီချက်ကဒီနေရာမှာ example လေးစပြီးတော့ရေးမယ်ကျွန်ုပ်ကမနက်ဖြန်Mandalay သွားမယ်ဒါဆိုကျွန်တော်က I will go to Mandalay tomorrow So I will go to Mandalay tomorrow. So ကျွန်တော်ကသွားပြီဆိုတဲ့ main verb ကိုလိမ့်မည်က will ဆိုတော့ကျွန်တော်သွားလိမ့်မည်ဒီ will go. ဟုတ်ကဲ့เนาะပြီးရင်မိမိကဈေးသွားလိမ့်မည်မိမိ will go to the market tomorrow. Mimi will go to the market tomorrow. ဆိုတော့ဒီလိုဒီမှာဆိုရင်လည်း will plus verb 1ကလေးကိုပဲသုံးထားတယ်ဒီအရှိမှလည်း I ကိုကျွန်တော်က will plus verb 1ကလေးနဲ့သုံးထားတယ်ဟုတ်ကဲ့เนาะဒါကကြတော့ဒီချိန်က future tense နောက်နေ့မှာလုပ်မှာနောက်အပတ်နောက်လနောက်နှစ်တွေမှာလုပ်မှာသိချတဲ့အရာတွေဆိုရင်ဒီချိန်က will plus verb 1ကလေးကိုသုံးပြရပါတယ်ဟုတ်ကဲ့เนาะဒါဆိုဒီချိန်ကအကုန်လုံးခြုံပြီးတော့ example လေးတစ်ခုချိန်ကိုပြန်ပြောမယ် verb 1ဆိုလို့ရှိရင်ချိန်ကအမြဲတမ်းပုံမှန်လုပ်တဲ့အလုပ်ဆိုလို့ရှိရင်ချိန်က verb 1 present simple ကိုသုံးတယ် example အသစ်ကလေးချိန်တစ်ခုထပ်ပြောပါမယ်ဆိုတော့ချိန်က Mark လို့ပြောလိုက်เนาะ Mark walks to the work every day Mark ကသူ့ရဲ့အလုပ်ကိုနေတိုင်းလမ်းလျှောက်တယ်လို့ပြောတာပါအနေကိန်းဖြစ်တဲ့အတွက်ချက်ကလမ်းလျှောက်သည်ဆိုရင် verb မှာ ses လေးထည့်ပေးထားတယ်ဒါကခြေတို့ရဲ့ verb 1ကလေးဖြစ်တယ်ပြီးရင်ဒီချက်နောက်ထပ် tense တစ်ခုပေါ့နော် past simple အတွက်ကိုလည်းချက် example လေးသွားမယ် past tense အတွက်ကိုကြာချက်ဘယ်အချိန်မှာဘာလုပ်ခဲ့တယ်လို့ပြောတဲ့ sentence တွေအတွက်ကိုခြေတို့က past tense ကိုသုံးပေးရမယ်ဆိုတော့ Susan ကမနေ့ကအလုပ်သွားခဲ့တယ်လို့ခြေတို့ပြောမယ် Susan went to the work yesterday မနေ့က Susan အလုပ်သွားခဲ့တယ်လို့ပြောတာသူဒီ verb 2
ဟုတ်ကဲ့เนาะအလုပ်သွားခဲ့တယ်လို့ပြောတဲ့အတွက်သွားသည့်ကိုရဲ့ verb to went ကိုခြေလို့သုံးတယ်ဒါဆိုရင် number 3ဖြစ်တဲ့ present continuous tense verb ing လေးကိုလည်းခြေကနောက်ထပ် verb လေးတစ်ခုသုံးမယ်ဒီအခုလက်ရှိမှာကျွန်တော်ဘာလုပ်နေတယ်လို့ပြောတဲ့ဥစ္စာမျိုးမှာဆိုခြေက ing ကိုသုံးမယ်ဆိုတော့ I am having my lunch now ကျွန်တော်ကအခုနေ့လယ်စာစားနေတယ်လို့ပြောတာဖြစ်တယ်။ခြေကိုနေ့လယ်စာစားတာကိုကြတော့ have my lunch နဲ့ခြေကိုသွားတယ်။ဆိုတော့ခြေကိုက verb ing ကိုလို့ am is plus verb ing လေးနဲ့ခြေကိုသုံးလိုက်တယ်။အခုလက်ရှိမှာကျွန်တော်နေ့လယ်စာစားနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ဒါဆို number 4ကတော့ future simple future tense လို့ပဲခြေကိုပတ်ပြီးပါ will plus verb 1ဆိုတော့ဘယ်နေ့မှာဘာလုပ်လိမ့်မည်လို့ပြောတဲ့အနာဂတ်ကကိစ္စတွေအတွက်ကိုခြေတို့ကဒီ tense လေးကိုအသုံးပြုမယ်ဆိုတော့ Mimi will cook rice very soon မမေကမကြာခင်မှာသမင်းချက်လိမ့်မယ်လို့ပြောထားတာပါဒါကကြတော့ခြေတို့က will plus verb 1ကလေးကိုခြေတို့သုံးထားတာဖြစ်တယ်မကြာခင်မှာမမေကဟင်းချက်လိမ့်မည်ဆိုတော့ဟင်းချက်တာဒီ cook လိမ့်မည်ဒီ well ဆိုတော့ခြေတို့က Mimi will cook rice very soonဟုတ်ကဲ့เนาะဆိုတော့ခြေတို့ကဒီနေ့မှာဆိုရင်ဒီ basic 4 tenses ကိုတော့ဘယ်၄ခုလဲဆိုတာသိပြီးသွားပြီ example လည်းသိပြီးပြီ pattern တွေလည်းသိပြီးပြီအဲ့ဒီတော့ခြေတို့ဒီ video လေးပြီးချင်းပါပဲကိုကတာကိုဒီ verb 1 verb 2 verb ing နဲ့ will plus verb 1ကလေးကို tense တစ်ခုစီကိုစာကြောင်းလေးနှစ်မျိုးလေးခွဲပြီးတော့ကိုယ့်ရဲ့ own sentence ကိုယ်ပိုင် sentence ကိုယ့်ရဲ့ idea အသစ်ကလေးနဲ့tense တစ်ခုကိုနှစ်ကြောင်းစီလေးရေးကြည့်ပြီးတော့ exercise လေးလုပ်ပေးပါနားမလည်ဆိုရင်တစ်ခေါက်လေးပြန်ကြည့်ပြီးတော့မှကိုယ့်ရဲ့လုပ်ထားတဲ့စာကြောင်းနှစ်ကြောင်းစီလေးမှာလေးပြန်ပြင်ကြည့်ပေးဟုတ်ကဲ့เนาะဒါဆိုရင်ဒီချိန်ကို 4 basic tenses ကိုကောင်းစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါเนาะဒါဆိုရင်ဒီ basic 4 tenses အတွက်ကတော့ဒီလောက်ပါပဲ